ဂျပန်မှာလေအိမ်ရရေပုံမိုင်900ရေကိုတောက်ပြီးတော့စပင်းကျွတ်တာတို့အသားရီထောက်တာတို့ဖြစ်တဲ့သူတွေဆိုလို့ရှိရင်ဒီလိုစူပါမားကတ်မှာပေါ့နော်ဒီလိုရေအလကားရတဲ့နေရာတွေကရေကိုတောက်ကြည့်ကြည့်ပါလို့အရန်ရတာရှိရယ်ပြီးတော့စုတို့တောက်ခဲ့တဲ့မြန်မာနိုင်ငံရေနဲ့လည်းတော်တော်လေးစင်တူတယ်ပေါ့နော်စုဆိုလို့ရှိရင်ဂျပန်ကိုစရောက်ကတည်းကစုတို့ Kyushu ဘက်မှာဆိုရင်ဒီယူမဲမတ်တို့ယူမဲတောင်းတို့ကရတဲ့ရေကိုတောက်လျှောက်တောက်လာတာပေါ့နော်တခြားစူပါမားကတ်တွေကရေထက်စားလို့ရှိရင်ဒီရေကပိုရတာရှိရလို့ခံစားရတယ်ပေါ့နော်ဒီလိုမျိုးစူပါမားကတ်တွေမှာသူကကတ်လေးလှုပ်ထားပြီးတော့ဘူးကွန်လေးဝယ်ထားမယ်ဆိုလို့ရှိရင်ရေကိုအနေတိုင်းဘောဝလင်လင်နဲ့အလကားတောက်ရမှာပါရေအတွက်စိတ်ပူနေစရာဘာမှမလိုဘူးပေါ့နော်ဂျပန်မှာလေရေပုံမိုင်ကောင်းရရေကဂျမ်းတန့်နေဆိုပြီးတော့ဂျပန်တွေတော်တော်များများလေယုံကြည်စိတ်ချစာပဲတောက်တဲ့အတွက်ကြောင့်စုတို့မြန်မာတွေလိုမျိုးဒီတောက်ရည်တန်းဆိုပြီးတော့တတ်မရှိဘူးပေါ့နော်အဲ့တော့ဆက်ဆက်ရောက်တော့ဆိုရင်မသိတော့လေဒီလို convenience store တွေမှာရေတန်းတွေဝယ်တောက်တယ်မလားအဲ့ဒါတွေကကြာလာတော့ပတ်စံရမ်းကုန်တယ်ပေါ့နော်ဒီလိုစူပါမားကတ်မှာကတ်လေးလှုပ်ထားမယ်ဆိုလို့ရှိရင်ပတ်စံလည်းမကုန်ဘူးလင်လင်လည်းအလကားတောက်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုမျိုးရေရနိုင်တာကိုမသိသေးဘူးဆိုလို့ရှိရင်ကတ်လေးလှုပ်ပြီးတော့တောက်ကြည့်ကြနော်